ဝမှာအမြဲနေထိုင်ရတဲ့ဆိုမရှိဘူးဘဝတစ်ခုရပြီးလို့ရှိရင်ဘဝရဲ့ပြီးဆုံးတဲ့နေ့ဆိုတာရောက်လာပါပဲမြတ်စွာဘုရားကိုယ်တိုင်ကလည်းလောကမှာသင်္ခါရမှန်သမျှပဲရပါမပြည့်ဘူးဆိုတာဟောထားတာဖြစ်တယ်မြည်သည့်အတ္တလောကကြီးတစ်ခုလုံးမြည်သည့်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အချိန်တန်လို့ရှိရင်ဘဝတစ်ခုကထွက်ခွာသွားမှာပဲဖြစ်တယ်အမြဲတမ်းနေရတဲ့ပုဂ္ဂိုလ်ဆိုမရှိဘူးအဲ့တော့လူတိုင်းဟာဒီအချက်ကိုသိထားပြီဆိုလို့ရှိရင်ကိုသွားမဲ့နောက်ဘဝအတွက်အာမခံချက်ရပြီလားစဉ်းစားရမှာပေါ့နော်လူတိုင်းသွားမှာတော့သိကြတယ်အဲ့တော့ကိုသွားရမဲ့နေရာကိုရွေးချယ်ပြီးတော့အာမခံချက်ရှိပြီလားအာမခံချက်ဆိုတာဒီဘဝမှာပြင်ဆင်ထားသည့်အတွက်ကြောင့်နောက်ဘဝမှာစိတ်ချမဲ့အနေအထားမျိုးအကယ်၍သောတပန်ဖြစ်ပြီဆိုရင်တော့ဒါအာမခံချက်ရှိပြီအာမခံချက်ရှိပြီဆိုတော့အပယ်လေးပုံတရေတရိစ္ဆာန်ပြိတ္တာသူရကဲဆိုတာမရောက်တော့ဘူးဆိုတာထင်ရှားတယ်သောတပန်ဖြစ်ရင်တော့အာမခံချက်ရှိသွားပြီတဂရကနာကအာမခံချက်ရှိတယ်လို့ဆိုရမယ်ရှန္ဒပုဂ္ဂိုလ်တွေကြတော့နောက်ဘဝဆိုတာမရှိတော့ဘူးဒီဘဝဟာနောက်ပိတ်ဆိုတောင်းမို့ပစ္စည်းမဘဝိကလို့ခေါ်တယ်ပစ္စည်းမဘဝမှာဖြစ်တဲ့ပုဂ္ဂိုလ်တွေရှန္ဒဖြစ်သွားရင်ပစ္စည်းမဘဝိကနောက်ဆုံးဘဝနောက်ဆုံးဘဝဆိုတာပါရမီရင့်တန်လာတဲ့ပုဂ္ဂိုလ်တွေကြတော့ဒီသေချာပေါ့ဒါနောက်ဆုံးဘဝဆိုတဲ့လာတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဥမာမဲ့ရှင်ဘကုလဟာမွေးလာတဲ့အချိန်မှာမြစ်ထဲသွားပြီးတော့ရေချိုးတယ်သူတို့ရည်ရွယ်ချက်လည်းရှိပါမို့အဲ့ဒီခေတ်ကတော့အိမ်မှာရေချိုးတာမရှိလို့လည်းဖြစ်ကလေးလေးကိုမြစ်ထဲမှာရေချိုးပေးတာအဲ့တော့မြစ်ထဲရေချိုးပေးခြင်းဖြင့်ကျမ်းမာတဲ့တန်းစင်တယ်ဆိုတဲ့ယူဆလည်းရှိကောင်းရှိလိမ့်မယ်